ဒီတစ်ဆက်ပေးမဲ့ဇလန်လေးကတော့အချစ်ကိုခံစားတက်သွားတဲ့ဂျူသားပြောင်ကြီးဆိုတဲ့ဇလန်လေးကိုကျွန်တော်ဇက်ကနေပြီးတော့တင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်။ကျောင်းသားလေးဖူးပြီးကတယ်လီစကုပ်နဲ့ကြဲကြည့်နေတဲ့ချိန်မှာပဲအရင်းနဲ့တစ်ခုကကြားလာတာကိုတွေ့လိုက်ရပါတယ်။တိုက်ဆိုင်ကျွန်တော်ဒီလေးနဲ့ဟာပရိမောက်တက်တဲ့ကိုဝယ်လာပြီးတော့ငါကန်တဲ့ကိုကြတ်သွားခဲ့တာပါ။ငါကန်တဲ့ကိုတွားကြည့်တဲ့ချိန်မှာတော့ဗမာမတိတဲ့အလုံးတစ်လုံးကိုတွေ့ခဲ့ရပါတယ်။နောက်တော့ပလောက်မှလည်းအလေးနဲ့တစ်ခုထက်ကြလာပြန်ပါတယ်။နောက်ပြီးအချိန်ကပြင်းလို့ချိုင်းအောင်ဖြစ်သွားခဲ့ရပါတယ်။အခုကြလာတာကတော့ဖီအောင်ဝစ်စုံနဲ့တက်ရဝစ်စားထားတဲ့လူတစ်ယောက်ပါပဲဒီလူကလမ်းပေါ်မှာကိုယူကားရရှောက်သွားနေခဲ့ပြန်ပါတယ်ဒီစီကလက်စီကနေကိုလည်းနားမနေပဲနဲ့လမ်းဖြတ်ကူလို့ကားတိုက်ခံရပြီးတော့ပါလွှတ်ထွက်သွားပါတယ်ကားမောင်းနဲ့သူကလည်းကွင်းကြီးဘူးပြေးလာပေမဲ့လည်းဒီလူကတော့ဘာမှမဖြစ်တယ်လို့ပြန်ထောက်လာပါတယ်ဒါပေမဲ့လမ်းလျှောက်တဲ့ပုံစံကတော့ပို့ပြီးတော့ထူဆန်ပါတယ်ဒီချိန်မှာနေရကအပါတစ်ခုပွင့်လာပြီးတော့လူတစ်လေးတယောက်ကကျိုးနဲ့ခိုးဆင်းလာခဲ့ပါတယ်ပြီးတော့ချောင်းနားမှာပြင်ဆင်မှုတစ်ခုလုပ်ပြီးတော့အပေါ်ကိုပြန်တက်သွားခဲ့ပါတယ်။အော်နောက်ခန်းမှာတော့ကျန်တဲ့သူတွေကစောင့်နေကြပါတယ်။တကယ်တော့ဒီလူကြီးကအာဂါတိုင်းရှင်တဲ့တစီပဲဖြစ်ပါတယ်။အထက်ကတသေးလေးတွေကလူမဟုတ်ပဲနဲ့ဂျူသားလေးတွေပါ။ဒီရှင်တန်ကြီးကိုထိန်းချုပ်တဲ့သူကတော့ဂျူသားပြောင်ကြီးပဲဖြစ်ပါတယ်။ပြောင်ကြီးကလွယ်လို့ကျန်တဲ့သူတွေကိုအမှတ်စင်းနဲ့ပဲခေါ်ကြတာပါ။ကပန်းစီကိုရောက်လာတဲ့ကိစ္စကတော့စွဲရင်လုံးရှောက်ဖွေးဖို့ပဲဖြစ်ပါတယ်။သူတို့နေတဲ့ဂျိုကပျက်စီးနေတာဖြစ်ပြီးတော့ပြန်ပြုတ်ပြင်ဖို့ကဘာဘောကပင်လေရီကိုလိုအပ်နေရလဲဖြစ်ပါတယ်။ဒီကြီးတွေကိုစွဲရင်လုံးနဲ့ဆွဲယူပြီးတော့သူတို့ဂျိုရီစီကိုပြန်တွေ့သွားဖို့လိုနေတာပါ။ဖြစ်ချင်တော့အရင်ရကလေးကပဲစွဲရင်လုံးကမတော်တဆဖြစ်ပြီးတော့ကဘာဘောကိုကျသွားခဲ့ရပါ။အဲဒါကြောင့်စွဲရင်လုံးကိုပြန်ယူဖို့ရဲ့ကဘာဘောကပင်လေရီကိုဆွဲယူသွားဖို့ရဲ့အတွက်အော်စီလာကြီးကိုရောက်လာခဲ့ကြတာဖြစ်ပါတယ်။စွဲရင်လုံးရဲ့ကင်မရာကနေဖူးပြီးတော့တားမေစကားပြောနေကြတာကိုတွေ့ရပါတယ်။ဒါပေမဲ့လူသားစကားနားမလည်လို့ဘာတွေပြောနေလဲဆိုတာကိုတော့နားမလည်ပါဘူး။အဲဒါကြောင့်လူသားတွေစကားကိုအရင်လေ့လာနေကြရတာပါ။နောက်ဆုံးစွဲရင်လုံးရှိရာကိုချေရခံလိုက်ကြရင်လည်းဖူးပြီးတော့တားမေနဲ့တွေ့တာခဲ့ပါတယ်။ဒါပေမဲ့ပြောင်ကြီးတို့စီကထွက်တဲ့အတန်ကချိန်နှုံမြင်မလို့နာကြောင့်ဖူးပြေကလန့်သွားခဲ့ပါတယ်။ပြီးတော့ကျောင်းတော်အောင်မဲဆိုပြီးတော့ထွက်သွားခဲ့ပါတယ်။အမေဖြစ်သူမိချိုကတော့ပျောက်ကြီးတို့ကိုလူသားထင်ပြီးတော့အိမ်ကြီးလဲခေါ်နေခဲ့တာပါပျောက်ကြီးကတော့စွဲလုံးကိစ္စကိုမတိမတာမေးလိုက်ပါတယ်ဒီချိန်မှာတော့ဖူးပြေကတိတ်ထားတဲ့ဆိုတာကိုသိနေခဲ့ရတာပါအဲဒါကြောင့်ဖူးပြေရဲ့ကြောင်းကိုလိုက်တော့ခဲ့ပါတယ်ကလေးကလည်းအဖြူဝိုင်းစဝတ်ထားတဲ့သူကိုရှေ့ကဲမှုတဲ့ထင်ပြီးတော့လိုက်ပြီးတော့စားနှောင်းနေခဲ့ကြတာပါအဲ့တော့ပျောက်ကြီးကလည်းအာဂတိုင်းရှင်ကိုဝစ်စုံလဲပေးဖို့ shopping mall ကိုထွက်သွားခဲ့ပါတယ်တပည့်ငွေရှင်းမှုတော့ပတ်စံမရှိခဲ့ပါဘူး။ပျောက်ကြီးကဒီရီတုံးတဲ့ငွေအကြောင်းကိုလေ့လာပြီးတော့ပတ်စံအတုတွေကိုချက်ချင်းဖန်တီးလိုက်တော့အဲ့ဒီကိစ္စကအဆင်ပြေတော့ခဲ့ပါရင်။ကျောင်းကိုရောက်လာတဲ့ပျောက်ကြီးတို့ကိုအတေးရောက်လာတဲ့ဆရာလို့ထင်ပြီးတော့စာသင်ခန်းထဲကိုလှုပ်လိုက်ပါရင်။ဖိုးပြည့်ရှိတဲ့ခန်းဖြစ်နေလို့ပျောက်ကြီးတော့ကတော့အဆင်ပြေသွားပါပြီ။အဲဒါကြောင့်ဖိုးပြည့်ကိုစွဲရင်လုံးကြောင့်ကိုမေ့ခဲ့တာပါ။ဒီချိန်ကျမှစွဲရင်လုံးကဖိုးပြည့်ကိုအမြဲအနိုင်ကျစ်တတ်တယ်ဖတီတို့အုပ်စီလက်ထဲမှာဆိုတာကိုသိလိုက်ရှာပါရင်။အဲဒါကြောင့်ဖိုးပြည့်နဲ့အတူဖတီတို့ကိုလိုက်ရှာခဲ့ကြပါရင်။ဒါပေမဲ့မတွေ့ခဲ့တာကြောင့်ဖိုးပြည့်နဲ့အတူအိမ်ပြန်လိုက်သွားပါရင်။အိမ်မှာတော့မိချူညစာရဲတင်းလုံးနေပြီးတော့စောင့်နေတာပါ။ညစာစားပြီးချိန်မှာတော့ဟိုဒီလေးစကားပြောရင်းနဲ့ပကြီးကားတွေချောင်းကိုရောက်သွားတာပါ။မိချူရှင်းပြတဲ့ပကြီးကားတွေချောင်းထဲမှာပြောင်ကြီးတို့နားမလည်တာတွေလည်းပါနေပါ යි ။အထူးသဖြင့်ချီချင်းမြတ်တာချောင်းနဲ့လူသားဆန်မှုဆိုတဲ့ကိစ္စတွေပါပဲ။အိမ်ကပြန်လာချိန်မှာရှင်ကိုနားပေးဖို့လိုအပ်တဲ့အတွက်လက်မိတ်ကအိမ်ရမဲတူအိမ်မှာဝဲအိတ်ခဲ့ပါ යි ။အိမ်ရမဲကချမ်းမှဆိုလို့ဆောင်းလေးချုပ်ပေးတာကိုတွေ့တဲ့ချိန်မှာတော့ပြောင်ကြီးတို့ဖွဲ့ကလည်းစိတ်ထဲနှွေးတယ်လို့ခံစားသွားရပါ යි ။ပြောင်ကြီးတို့ဖွဲ့ကလည်းလူသားတွေချောင်းကိုအလုံးစုံနားမလည်နိုင်ဘူးဖြစ်နေပါ යි ။ဒါပဲရောက်တော့နံပါတ်3မျိုးသမီးကမအိတ်ဒီပဲနဲ့အချီရုပ်ရှိတကားကိုကြည့်နေခဲ့တာပါ။ပြောင်ကြီးကလည်းတူတူဝင်ကြည့်ပြီးတော့တမျိုးတမီခံစားနေခဲ့ကြပါတယ်။ကမ္ဘာပေါ်မှာနေရကြလေလေဂျူသားရဲ့အလေးချင်းတွေကလည်းထူးဆန်းလာလေလေဖြစ်နေပါတယ်။ဒါပေမဲ့သူတို့ရင်ပြင်မှာစွဲရင်ကုန်းတော့မှဖြစ်လို့အချိန်တိတ်ဆွဲလို့မရတော့ပါဘူး။ကံကောင်းကျွန်တော်တနေရာမှာဖတီရိုအုပ်စုနဲ့တွေ့ပြီးတော့စွဲရင်လုံးပြန်ရခဲ့ပါတယ်။ပုံမှန်စီစဉ်ဆိုရင်စွဲရင်လုံးရတာနဲ့ပြည်လေရီဆွဲယူပြီးတော့သူတို့ရဲ့ဂျိုစီကိုပြန်သွားရမှာပါ။ဒါပေမဲ့မိချိုကမွေးနေ့ပွဲကိုဖိတ်ထားတာဖြစ်လို့ပြောင်ကြီးကမပြန်ကျင်သေးပဲနဲ့ကမ္ဘာပေါ်မှာခဏနေခြင်းပါ။တချို့ဂျူသားတွေကလည်းကမ္ဘာပေါ်မှာဆက်နေခြင်းကြတာပါ။ဒါပေမဲ့နမနဲ့ဂျူသားကတော့သူတို့တာဝန်ကိုပဲဦးစားပေးခြင်းပါ။အဲဒါကြောင့်ပျောက်ကြီးကိုဖမ်းချုပ်ထားလိုက်ပြီးတော့ရင်းနှက်ကိုပါထိမ့်သိမ့်လိုက်ပါ။နောက်ပြီးတော့ပင်လယ်ရီတွေကိုစုပ်ယူဖို့စတင်ပြည့်စင်ပါ။ဒီစွမ်းရင်လုံးကတိတိလေးဆိုပေမဲ့ကဘာဘောကပင်လယ်ရီရဲ့အကုန်လုံးကိုစုပ်သွားမှာပါ။ပျောက်ကြီးကတော့အဲဒါကြောင့်မလုပ်ချင်ပဲနဲ့တခြားနေတဲ့ရှားဖို့ချိန်ဆွဲနေတာလည်းဖြစ်ပါ။ဒါပေမဲ့အခုချိန်မှာတော့သူကိုယ်တိုင်ချုပ်ခန့်တာရပြီးတော့ဘာမှမတတ်နိုင်တော့ပါဘူး။နမနဲ့ရဲ့လိုရဲ့ကိုလက်မခံနိုင်တဲ့ဂျူသားတွေကတော့လင်းရီပေါ်ကနေခုံချပြီးတော့ထွက်ပြေးကြပါ။ဒါပေမဲ့သူတို့ခန္ဓာကိုယ်ကတိတိလေးဖြစ်နေတဲ့အတွက်ကြောင့်ဒုက္ခတွေရောက်နေခဲ့ကြတာပါ။ဒီချိန်မှာရဲတွေကလည်းပျောက်ကြီးတို့နောက်ကိုလိုက်လာခဲ့ကြပါ။သူတို့စိတ်ထဲမှာတော့အာဂါသရင်ကြီးကိုဂျိုသားတရားလိုပဲဆိုပြီးတော့ချိန်နေကြပါ යි ။ဒါပေမဲ့ထွက်ပြေးလာတဲ့ဂျိုသားလေးတစ်ကောင်ကိုတွေ့ပြီးတော့မှပဲအဖြစ်မှန်ကိုနားလည်သွားခဲ့ကြပါ යි ။ပြီးတော့စွိုင်းလုံးကိုပင်လေရီမဆုတ်သွားအောင်လို့လိုက်လံတာစီဖို့စီစဉ်ကြပါ යි ။နမတော့မျိုးသမီးကတော့ပြောင်ကြီးဘက်ကပါ။အဲဒါကြောင့်လူလေးတဲ့အချိန်မှာအချုံတော်တွေကနေလွတ်ပေးလိုက်ပြီးတော့နှာခေါင်းပေါက်ကနေခုံချထွက်ပြေးပါ යි ။သူတို့နှစ်ယောက်ကလည်းလမ်းမပေါ်မှာအနေမခံရဖို့ကိုမနှဲရှောင်တော့ပြေးခဲ့ရတာပါ။ဒီချိန်မှာသူတို့ကိုကူညီနေတာကမိချိုတို့သားမိပဲရှိပါ යි ။အဲဒါကြောင့်ပြောင်ကြီးကမိချိုစီကိုရောက်သွားခဲ့တာပါ။မိချိုကကားမောင်းပြီးတော့အာဂါတိုင်းရဲ့စီကိုလိုက်ပို့ပေးပါ යි ။ပျောက်ကြီးရဲ့နံပါတ်3ကလည်းကြွကြွအိတ်တလုံးကိုခိုးပြီးတော့အာဂါတိုင်းရှင်နဲ့ကိုခိုးဝေသွားခဲ့ပါ යි ။ပြီးတော့နံပါတ်2ကိုဖမ်းပြီးတော့အာဂါတိုင်းရှင်ကိုပြန်ထိန်ချုပ်ခဲ့တာပါ။ဒီချိန်မှာရဲတွေကရောက်လာပြီးတော့ပျောက်ကြီးကိုတက်တဲ့နဲ့ချိန်ထားပါ යි ။ပျောက်ကြီးကပါဇက်ပေါက်ကနေထွက်လာပြီးတော့ကဘာပေါ်လာရတဲ့အကြောင်းကိုရှင်းပြပါ යි ။အ
အခုကကဘာပေါ်ကပြည်ရင်ရေတွေကိုမစောက်တော့ဘဲနဲ့တခြားကျိုးမှာပြောင်းနေတော့မယ်ဆိုပြီးတော့ပြောခဲ့တာပါဒါကြောင့်ရဲတွေကလည်းပြောင်ကြီးတို့ကိုတာခွင့်ပြုလိုက်ပါတယ်ဒါပေမဲ့ဂျယ်ရီထက်ဆင်းမင်းတဲ့အဖွဲ့ကရင်ပြန်ကြီးကိုပိုက်ကွန်းနဲ့ပစ်ပြီးတော့ဖမ်းလိုက်ပါတယ်ဒီချိန်မှာပဲဖနက်ကကြစ်ထက်သွားပြီးတော့လေးပေါ်ပြန်တက်သွားခဲ့ပါတယ်ဒီဖနက်ကရေးပေါ်ရင်ပြန်ဖြစ်ပြီးတော့ပြောင်ကြီးတို့တစ်ဖွဲ့လုံးလိုက်ပါလွတ်မြောက်သွားခဲ့တာဖြစ်ကြောင်းဝေမျှရင်းနဲ့ပဲနီကုန်းချုပ်လိုက်ရပါတယ်အဆုံးတိတ िश ူပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တစ်ကောင်းမှပြန်တွေ့ကြရအောင်